မင်္ဂလာပါအားလုံးပဲမင်္ဂလာပါဒီ channel လေးကမေမျိုးအနီးစခန်းတိုးကြီးကုန်းရွာမှာရှိတဲ့ channel လေးဒီ channel လေးကို8လလောက်အချိန်ယူပြီးတော့ဆရာနဲ့မတ်လီနဲ့ကနော်တိစောက်ခဲ့ရတာပေါ့အဲ့တော့အတွင်းထဲလေးဝင်မအောင်မိတ်ဆက်ပေးပါမယ် channel လေးရဲ့ပေအကျယ်အားကြတော့ပေမျက်နှာစာ90နောက်ကို100ရှိအဲ့နောက်ကို100ရှိတယ်ပြီးတော့အဲ့တော့အိမ်ကို35ပတ်လည်ယူလိုက်ပြီးတော့ဒီနေရာလေးပေါ့ဒါလေးကတော့ရေစိန်ကန်လေးပေါ့ဒါနွေရာသီငယ်ချင်းတွေလာရင်5-6ရောက်လောက်ရေစိန်မယ်ရေကူးကန်တော့မို့ရေစိန်ကန်လေးဝိုင်တောက်မယ်ပေါ့နော်ဒါကတော့ဆရာကတော့ Manchester United ပြည်သက်ဖြစ်တဲ့ Manchester United logo လေးပေါ့ဟိုဘက်ကိုကြာလဲခုနပြောသလိုအိမ်ကို35ပတ်လည်ထားလိုက်ပြီးရှေ့ကို60အလွတ်ကြီးဆိုတော့ဆရာတို့ကဒီပန်းချံလေးယူလိုက်တယ်ပန်းချံလေးမှာမြက်ခင်းလေးတွေထည့်တယ်အပင်လေးတွေထည့်တယ်နော်အဲ့ဒီမှာဘာသွားတွေ့ရလဲဆိုတော့ဟိုခုကြည့်နေတဲ့သူတွေပေါ့နော်အဲ့လိုပေါ့အိမ်ရက်တဲ့ကြီးမှာကျွန်တော်တို့ဒညင်းမင်းကြီးရှိတယ်ဒီဒညင်းမင်းကြီးကလည်းကျွန်တော်တို့အိမ်ဆောက်မယ်ဆိုတော့ဒီလီလီတို့သူ့အမေတို့ကတော့တိတ်သဘောမကျဘူးခုတ်ချင်တာဒါပေမဲ့ကျွန်တော်ကထားလိုက်ပါလို့ပြောဒညင်းသီးကအရန်သီးပြီးစားကောင်းတယ်အဲ့ဒါကျွန်တော်ဒညင်းသီးမျိုးထားလိုက်ပြီးတော့ခုံလေးရိုက်လိုက်တာပေါ့နော်ခုံလေးရိုက်ပြီးတော့ဒီမှာကျွန်တော်ကားပတ်ကင်လေးထားပြီးတော့ကျွန်တော်အဲ့ဒါနဲ့အိမ်လေးကိုခုနပြောသလိုပဲ35ပတ်လည်ထားပြီးတော့ကျွန်တော်စောက်လိုက်တာ8လလောက်ကြာသွားပါတယ်ဒါလေးကတော့ကျွန်တော်တို့နှစ်ယောက်ရဲ့ရွယ်ချက်အိမ်မက်လေးပါဒါလို့ရွယ်ချက်အိမ်မက်လေးဆိုတော့ခုတချင်းလိုပေါ့နော်တောင်ပေါ်ရွာလေးမှာကိုပိုင်ချန်လေးနဲ့ဆိုအခုတချင်းလိုဖြစ်နေတာကျွန်တော်တို့ဒီလိုလာနေတဲ့သဘောကျသွားတာပေါ့မင်းမျိုးနီးစခန်းတိုးကြီးကုန်းရွာမှာမြက်လီလီဝိုင်ဆိုတဲ့ခြံလေးရှိပါတယ်ကျွန်တော်မိတ်ဆွေတငယ်ချင်းစာပေဝါသနာပါတဲ့သူတွေလည်းအားလုံးကျွန်တော်တို့အိမ်ကိုအလဲလာလို့ရပါတယ်ဗျဒါလေးကလည်းကျွန်တော်တို့ပကံနေမှာထားတဲ့အယုတ်ကလေးတွေပါဆိုတော့ကျွန်တော်ကအိမ်ထဲကိုပြမယ်ဆိုတော့ကျွန်တော်ကပကြီးဝါသနာပါတယ်ဗျပကြီးဝါသနာပါတော့အားလုံးတွေ့ကြမှာအိမ်ထဲရောက်ရင်တော့ကျွန်တော်အိမ်ပေါက်ဝတွေကဒီပကြီးဆရာဇင်လင်းယူရဲ့ပကြီးကားလေးထားတယ်နောက်ကျွန်တော်ဧည့်သည်ဆောင်တယ်လာမယ်ဘာညာဆိုရင်ကျွန်တော်ဒီမှာခုံတန်းရလေးပေါ့ရသေးချောင်းဆိုလူခုံတန်းရလေးကျွန်တော်ထားဒီမှာရင်နွေးချမ်းလေးနဲ့လက်ဖက်တုပ်လေးနဲ့ဒီမှာထိုင်ကြဧည့်သည်တွေနောက်ခုနပြောသလိုပဲကျွန်တော်အိမ်နဲ့ထပ်ပြရင်တော့ဂျီကားတွေအများကြီးတွေ့ရမှာပါဒါလေးကကျွန်တော်ဧကန်းလေးပါဒါလေးကဧကန်းလေးဒီဖျားเจ้าဆောင်လေးကကျွန်တော်အရှိဘက်လှည့်ပြီးတော့ပြန်ပြင်အောင်ပါဒီဖျားเจ้าဆောင်လေးကပကြီးရန်ဝါသနာပါတဲ့ကြပြဆရာတယောက်ရဲ့ငယ်တော့အိမ်မက်တွေတော့ခုကြမှာအကောင့်တွေပေါ်ရတာပါကျွန်တော်ပကြီးတွေကလည်းကျွန်တော်မိတ်ဆွေတော်တီဆွေတို့ဆရာမုတ်တုံတို့ဥကန်ညွန့်တို့ဘာဆိုင်ဝနာတို့ဒါဆိုဒီကားကြီးဆိုလူတိုင်းတော်တော်များများကြိုက်တယ်လူမြင့်မြတ်ရဲ့ကျွန်တော်တို့ဥပိန်တရားကြီးပါအဲ့တော့ဆိုလိုတာကဒီမှာကျွန်တော်တို့ခန်း3ခန်းပါပါတယ်ဗျဒါလေးကတော့ရိုးရိုးအခန်းလေးတစ်ခန်းပါခန်း3ခန်းပါပါတယ်ဒါလေးကတော့နောက်ထပ်ရိုးရိုးအခန်းလေးတစ်ခန်းပါခင်ဗျာဒါလေးကရိုးအခန်းလေးတစ်ခန်းကျွန်တော်လည်းရိုးအခန်းလေးတစ်ခန်းဒါလေးကအများဆုံး toilet ရေဘူးရေအေးအကုန်လုံးစင်ပြီးသားပါဗျဒါလေးကတော့ကျွန်တော်အများဆုံးရေချိုးခန်းနဲ့အိမ်သားဒါကတော့ master bedroom ပါဗျဒီခန်းကတော့တော်တော်ကောင်းပါတယ်ဒီခန်းဒီကောင်းနေဆိုတာဒီခန်းနေလမ်းကျင်တောင်တန်းတွေမြင်ရတယ်ကျွန်တော်တို့ view တွေအိမ်တိမ်လုံးရဲ့ view တွေကိုမြင်ရပါတယ်ဗျနောက်ထပ်ကျွန်တော်ထပ်ပြရရင်ကျွန်တော်ဒီမှာထမင်းစားကန်းလေးကျွန်တော်လှုပ်ထားတယ်ဗျဒီမှာထမင်းစားကန်းလေးမှာလည်းအားလုံးတီးကြတဲ့တီဟာတို့လည်းတီးကြတဲ့ဗျာဆရာထုံးဝေမြို့ရဲ့3ပေ4ပေပကြီးကားကြီးတွေရှိတယ်ဆရာဦးမျိုးခင်ရဲ့ကားတွေရှိတယ်ကျွန်တော်တို့ဆရာလူမော်ရဲ့ကားတွေရှိတယ်အဲ့တော့ကျွန်တော်ဧည့်သည်ဆောင်တယ်လာရင်လည်းကျွန်တော်စိတ်ကူးလေးကဒါလေးကဘားလေးလှုပ်လိုက်တာဗျဘားလေးလှုပ်လိုက်ပြီးဒီမှာခုံလေးနှစ်ခုံကျွန်တော်မှာထားတယ်ဒါလေးကဘားလေးလှုပ်လိုက်တယ်လှုပ်ပြီးတော့ဒီမှာကျွန်တော်ကတော့ထုံးစံတိုင်းပေါ့နော်ကျွန်တော် kitchen box ပေါ့ဒါကတော့ kitchen box ဒီမှာညွန်ဆုပ်ဆက်တွေဟွာတွေတက်မယ် kitchen box ပြင်နောက်ထပ်ကျွန်တော်ဒီမှာဒီချိုးရန်အိမ်သားနဲ့နောက်ထပ်တစ်ခန်းထပ်ထားလိုက်သေးတယ်ဗျဧည့်သည်ဆောင်တွေနှစ်ခန်းပေါ့နော်ဒီထဲမှာကျွန်တော်အဝတ်လျှော်ဆက်နဲ့ဘာနဲ့ဗျအဲ့တော့အိမ်လေးကခုနပြောသလိုပဲ35ပတ်လည်လေးဖြစ်သွားတာပါဗျခု
ကျွန်တော်တို့ဒါဒီအိမ်လေးမှာအခုတော့ကျွန်တော်တို့အိမ်မက်ပြည့်ပြီလို့ပြောရမှာပေါ့နော်ကျွန်တော်နောက်လာထဲမှာအိမ်တက်လုံမှာပါခင်ဗျညီလေးလည်းကြားဖို့မှာပါအကိုမန္တလေးမှာတနင်္ဂနွေကြပြမြေသားဆိုပြီးတော့ကြပြဝိုင်းလေးလုပ်ခဲ့တာဆိုတော့အဲ့ဒီဟာလေးကိုဒီနီးစခန်းကြပြဝါနာပါတဲ့ညီလေးတွေမိမျိုးကကြပြဝါနာပါတဲ့သူတွေကြပြဆရာတွေရှိတယ်အဲ့ဒါတွေနဲ့လုံမယ်ပြီးရင်မန္တလေးကတက်လာကြရနော်မင်းနီခါတို့ပေါ့တငယ်ချင်းတွေမိုးရင်ကျဲတို့အလူတွေတက်လာရင်လည်းဒီအိမ်မှာကြပြဝိုင်းလေးလုံမယ်ကြပြရွတ်ပွဲလေးလုံမယ်ပြီးရင်ကျွန်တော်ပကြီးဝါသနာပါတော့တကယ်လို့ပကြီးဆရာတွေကဒီထဲမှာဒီအိမ်မှာကျွန်တော်အိမ်မှာဝင်လဲပြီးပကြီးဆွဲမယ်ဆိုရင်လည်းကျွန်တော်ကလက်ခံတယ်ဟောတချင်းရေးမယ်တချင်းဆိုမယ်ကျွန်တော်ဒီထဲမှာစားကြတောက်ကြမယ်ဆိုလို့ကျွန်တော်ပြပြပပကြီးကျွန်တော်ဒီအိမ်မှာကျွန်တော်အမှုပညာအိမ်လိုပဲကျွန်တော်လက်ခံတော့မှာအဲ့ဒါလေးကတော့ကျွန်တော်သိကြပါတယ်မျက်လီလီဝိုင်းအမှုပညာအိမ်ပေါ့အဲ့လိုလေးပဲစဉ်းစားထားတာပါဒါအရင်ပြင်စာမှာတော့ပေးခဲ့တဲ့နာမည်လေးပေါ့နော်သူ့နာမည်ကဆက်လီလီဝိုင်းဆိုတော့ဆရာနာမည်ကမြတ်ဆွေဆိုတော့သူဆက်ကိုဖြုတ်ပြီးရှေ့ကမြတ်ထဲမျက်လီလီဝိုင်းအမှုပညာအိမ်ပေါ့အဲ့ဒါလေးပါအဲ့လိုရှိပါတယ်ဒီဟာကြီးလုံမှာပါအခုဇန်နဝါရီလ26 29လောက်မှာအကိုတို့အိမ်တက်လုံမယ်ပေါ့နော်ဒီလထဲကတော့ဗာနှတော်ပြားဆိုလားဗာငှက်တောင်အတိုက်မပြောင်းဘူးဗာညာဆိုတော့အဲ့လိုလူကြီးတွေကပြောလို့ဒီမှာအခုနေတဲ့အိမ်ကနေဒီဘက်ကိုရွှေ့လို့မရသေးဘူးပေါ့ဆိုတော့အဲ့ဒါနောက်လာထဲမှာအိမ်တက်လုတ်ပြီးသွားတာနဲ့ဖေဖော်ဝါရီလထဲမှာအဲ့အကိုရင်ထဲမှာရှိနေတဲ့လှုပ်ချင်တဲ့ဟာလေးကိုအဲ့ဒါလေးကိုစပြီးတော့အကောင့်ထဲပေါ်မှာပါအားကြတဲ့အားပေးတဲ့လူတွေဆိုတော့စူးစမ်းပါပေါ့နော်ကျွန်တော်တို့လည်းတကယ်ရှိလို့မဟုတ်ပါဘူးနှစ်ယောက်သားချစ်ကုတ်ပြီးတော့8လလောက်ပေါ့နော်8လလောက်တကယ်ကိုကျွန်တော်တို့ချစ်ကုတ်နဲ့လှုပ်ခဲ့ရတာပါအဲ့တော့ဒီလိုစိတ်ကူးရင်အိမ်မမျိုးရှိတဲ့သူတွေဆိုရင်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ထားပါဒီနေ့တော့ဖြစ်တယ်အခုကျွန်တော်တို့လည်းဖြစ်တယ်ဒီအရွယ်ကြီးကြမှာကျွန်တော်တို့တွေဒါဖြစ်ခဲ့တာပါဆရာမြတ်ကစောက်တော့မယ်လို့ပြောတဲ့ခါကျတော့ကိုကလည်းလက်ထဲမှာဒီအမောက်အများကြီးလည်းမရှိတော့လေမဖြစ်မှာကိုစိတ်ပူတာပေါ့နော်အမဖြစ်ပါမလားနဲ့ဒါပေမဲ့နှစ်ယောက်သားလို့ပေါ့ရုံးရင်ကန်ရင်နဲ့8လလောက်စိတ်မောလူမောငွေမောပေါ့နော်အကုန်လုံးဖြစ်ခဲ့ရတယ်ဒါပေမဲ့အခုတော့ရန်စိတ်ချမ်းသာတယ်ပေါ့နော်ကိုယ့်အိမ်လေးကိုကြည့်ပြီးတော့နောက်ပြီးလီလီကြိုက်တဲ့ပုံစံလေးကိုဆရာမြတ်ကပုံဖော်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်တယ်ပေါ့နော်ကိုကြိုက်တဲ့ခေါင်မိုးအရာငါစားအိမ်ပုံစံလေးတွေကစားကိုလှုပ်ချင်တဲ့ဟာလေးတွေကိုပြောတော့သူကမှတ်ထားပြီးလှုပ်ပေးတာပေါ့နော်အဲ့ဒါလေးကတော့အမှတ်တရပါပဲ2026ထဲမှာကျွန်တော်တို့ကြောပေါ့နော်ကျွန်တော်တို့တွေကလေးယူမယ်ပေါ့အဲ့ဒါမိသားစုဝင်တိုးတာပေါ့ဒီဟာအဲ့လိုမျိုးပါအခုလိုမျိုးတကူတကားနဲ့ဒီလိုမန်လေး info ကညီလေးတီဟာတို့ဒီပြင်ဦးလင်မှာတက်လာရင်လည်းဆရာမြတ်ရဲ့အိမ်လေးကိုဒီလိုလေးသတိတရားနဲ့တခုတ်တရားလေးလာရိုက်ပေးတာလဲကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်အခုမြက်လီလီဝိုင်းဒီအမှုပညာအိမ်လေးကျွန်တော်ဖေဖော်ဝါရီလလောက်ဆိုရင်ခုနပြောတဲ့စကားလေးကိုပြန်ပြီး remind လုပ်တာပါကျွန်တော်အမှုပညာသမားတွေဘယ်သူမဆိုကျွန်တော်စီမှာလာလဲလို့ရပါတယ်အမှုပညာအလုပ်လုပ်လို့ရပါတယ်